2002 ခုနှစ်ဧပြီလ29 ရက်နေ့အိုဟိုင်းယိုပြည်နယ်ပတ်စကာလာမြို့လေးမှာလူမှုဝန်ထမ်းတစ်ယောက်ဟာအသက်2နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့အတူကြက်မြင့်ပေါ်မှာထိုင်နေပါတယ်။ဒီမိန်းကလေးရဲ့မိခင်ဟာဝမ်းနည်းစရာကောင်းစွာနဲ့ပဲမနေ့ညသူတို့ရဲ့မိဝတ်ကြောင်ထဲမှာပဲတက်ခံခဲ့ရပါတယ်။ရဲတွေကတော့ဒီကလေးမလေးဟာအခင်းဖြစ်ပွားမှုကိုကိုယ်တိုင်မြင်တွေ့ခဲ့ရလိမ့်မယ်လို့ယူဆထားတာပါ။ဒါကြောင့်ပဲခုချိန်မှာလူမှုဝန်ထမ်းမနေ့ညအိမ်ထဲမှာဘယ်သူရှိနေခဲ့သလဲဆိုတာဒီကလေးမစီကနေအတိအောင်စူးစမ်းနေပါတယ်။စာပိုင်းမှာတော့ကလေးမလေးကသူ့ရဲ့အယုတ်လေးကိုပဲတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးတော့ဘာမှမပြောပါဘူး။ဒါပေမဲ့တပြေးပြေးလျှော့မင်းပြီးတဲ့နောက်မှာတော့ကလေးမလေးကခေါင်းငိမ့်ပြပြီးတော့သူတို့ရဲ့မိသားစုဘဝတစ်ခုလုံးဇောက်ထိုးမိုးမြော့ဖြစ်သွားစေမဲ့နာမည်တစ်ခုပြောပြလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ဇလန်လေးမစခင်မှာတော့မိတ်ဆွေတို့ဟာထူးခြားစံပြပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှမှုခင်းအကြောင်းအရာတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကမိတ်ဆွေတို့ကြိုက်နေတတ်တဲ့အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ subscribe လုပ်သွားပေးဖို့နဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်လေးနှိပ်သွားပေးဖို့တောင်းဆိုပါရစေမင်္ဂလာပါFirefly မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇလန်းလေးကိုဆက်လိုက်ရအောင်ပါ2002ခုနှစ်ဧပြီလ28ရက်နေ့ညနေခင်းမှာအသက်38နှစ်အရွယ်ရိုနာဘော့ခါအိုဟိုင်းယိုပြည်နယ်ပတ်စကာလာမြို့လေးရဲ့သူမရဲ့ရောက်ခမအိမ်ကန်းဆိုဖာပေါ်မှာထိုင်ရင်းနဲ့နိုင်တကြီးကြီးနဲ့ရှိနေပါတယ်။သူမရဲ့ရှေ့မှာတော့အသက်2နှစ်အရွယ်သမီးလေးအမန်ဒါဟာအယုတ်လေးနဲ့ကစားနေပါတယ်။အချိန်ကညနေ6နာရီခွဲလောက်ရှိနေဖြစ်ပြီးတော့ရွန်ဒါသူမခင်မွန်ဒေးဗ်စီကဖုန်းဆက်မှာစောင့်နေတာပါ။ဒေးဗ်ကလက်ရှိမှာသူ့အရင်ဇနီးဟောင်းရဲ့ခလေးစရိတ်ကိုမထောက်ပံ့နိုင်လို့ထောင်ဒဏ်2ပတ်ကြက်ခံနေရတာဖြစ်ပါတယ်။ရွန်ဒါကတော့တိတ်သဘောမကျပေမဲ့လည်းသူမအတွက်ကတော့တိတ်ပြီးတော့မထူးဆန်းတော့ပါဘူး။လွန်ခဲ့တဲ့12နှစ်လောက်တည်းကဒေးနဲ့စတွေ့တဲ့ဒေးဗ်ရဲ့ပေါ့ပါနေတတ်တဲ့ဇယိုက်ကိုပဲသူမရှစ်ခဲ့တာပါ။ဒေးဗ်ဟာဘလော့ဂီတာအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့သူမကတော့ဒေးရဲ့ဖျော်ဖြေပွဲတွေကိုအားပေးရင်းနဲ့ရှေ့ဆုံးကနေကခဲ့ရတာတွေကိုသဘောကျတာပါ။အဲတော့ကတော့အရာအလုံးကစိတ်လှုပ်ရှားစရာကောင်းနေပြီးတော့သူတို့ကထာဝရလူငယ်တွေလိုပဲနေသားကြရမယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့အခုသူတို့ကအသက်38နှစ်စီရှိနေကြပြီဖြစ်ပြီးတော့ကြီးစုစောင့်ရှောက်ရမယ်ကလေးတွေလည်းရှိနေပြီဖြစ်ပြီးတော့ပေးစရာဘေးတွေကလည်းအများကြီးပါပဲ။ဒါပေမဲ့ Dave ကတော့တာဝန်ဝတ္တရားတွေအားလုံးရိုနာပေါ်မှာပုံချပြီးတော့သူကတော့ roster တယောက်ဖြစ်နေပျော်ပါနေတော့မှာပဲ။အမန်ဒါမွေးပြီးတဲ့ဟာရိုနာDave ရဲ့ပွဲတွေကိုမလိုက်ဖြစ်တော့ပါဘူး။ Dave နဲ့ပေါင်းသိနေတဲ့သူတွေကလည်းအရက်သမားတွေမွေးရစေဆွဲနေတဲ့ထောင်တက်တွေများနေတာကြောင့်လည်းပါပါတယ်။အိမ်အောင်သက်4နှစ်နီးပါးရှိလာတဲ့အခါမှာတော့ရိုနာဟာ Dave ကိုပေါ့ပါနေတတ်တဲ့သူတစ်ယောက်ထက်စားလို့ရှိရင်တာဝန်မဲ့တဲ့လူတစ်ယောက်အဖြစ်နဲ့မြင်လာပါတယ်။ဖုန်းနဲ့မိလာတဲ့အခါမှာတော့မျောလင်းထားတဲ့အတိုင်းပဲ Dave ဖြစ်နေပါတယ်။ရိုနာကတော့သူမအရန်စိတ်ပြတ်နေပြီးတော့ကွာရှင်းဖို့တိစဉ်းစားနေကြအောင်နောက်ပြီးတော့သူမရဲ့ပင်စင်လစာခံစား권စရင်တွေကနေပြီးတော့ Dave နာမည်ဖယ်လိုက်တော့မယ့်အကြောင်းပြောချင်နေတာပါဒါပေမဲ့တကားဝမှာရောက်ခမဖြစ်သူကရက်ပြီးနားထောင်နေရအောင်မြင်လိုက်ရတဲ့အတွက်တကယ်ပြောချင်နေတာတွေကိုမျိုးသိထားလိုက်ရပြီးတော့ Hey Dave နေကောင်းလားဆိုတဲ့မိကွန်းမျိုးကိုပဲမိလိုက်ရပါတယ်တနိုင်လောက်ကြာပြီးကိုယ့်ရင်ကိုပြန်ရောက်တဲ့အခါမှာတော့ရွန်ဒါဟာစားစရာတွေကိုမိဖို့တဲ့ထည့်ပြီးအမန်ဒါအတွက်ကာတွန်းကားလေးဖွင့်ပေးထားပြီးတော့မုံမရှုပ်ခင်မှာရှန်တဲ့မြက်တွေကိုရိတ်ဖို့အတွက်ထွက်လာပါတယ်ရွန်ဒါအိမ်မှုကိစ္စအဝဝကိုသူမကိုယ်တိုင်ပဲလုပ်နေတာပါဒေးဗ်ကအိမ်မှာတိတ်မရှိတတ်တယ်လို့အခုလဲထောင်ထဲမှာရောက်နေတဲ့အတွက်ကြောင့်အိမ်မှုကိစ္စအကုန်လုံးဟာတကယ်ကိုရွန်ဒါတယောက်တည်းပဲလုပ်နေရတာပါရွန်ဒါဟာမျက်ရည်စက်ကိုဂရုံနဲ့ဆွဲထုတ်လာပြီးတော့အင်ဂျင်ကိုနှိုးဖို့ကြိုးစားပါတယ်ဒါပေမဲ့သူတို့အိမ်ကတခြားပစ္စည်းတွေလိုပဲမျက်ရည်စက်ကလည်းပြက်လူပြက်ခင်ဖြစ်နေပြီးတော့ခဏအင်ဂျင်ကရက်သွားလို့
နှိုးလိုက်ရက်လိုက်ဖြစ်နေချိန်မှာပဲတစ်ဖက်အရန်အိမ်နေချင်းကထွက်လာတော့တွေးလိုက်ပါတယ်သူကရွန်ဒါကိုလက်နှုတ်ဆက်ပြီးတော့မျက်ရည်ဆက်ကိုပိတ်လိုက်ဖို့အမူအရာပြပါတယ်မျက်ရည်ဆက်တန်ငြိမ်သွားတဲ့ခါမှာတော့သူကလှမ်းអော်ပြီးတော့သူစီကမျက်ရည်ဆက်ခဏငားမလားလို့မေးတော့ရွန်ဒါကလည်းရှန်တဲ့မျက်တရားရှင်းနေပြီဖြစ်ပေမဲ့မှောင်လာတာကလည်းသတိပြုမိတယ်ပြီးတော့မိဖို့တဲ့ဟင်းကလည်းကြက်တော့မှမို့လို့ကုညီတာကိုကျေးဇူးတင်ပေမဲ့လည်းအခုတော့အချိန်မရတော့လို့အထဲပြန်ဝင်ရတော့မယ်လို့ပြောလိုက်ပါတယ်ရွန်ဒါအိမ်ကြီးချင်းကိုနှုတ်ဆက်ပြီးတော့မျက်ရည်ဆက်အစုပ်ကိုကိုရိုင်းထဲကိုပြန်ထည့်ပြီးတော့ကိုရောင်နဲ့ပြန်ထည့်လိုက်ပါတယ်နောက်နေ့ကျရင်ဒေးဗ်ရဲ့ဝမ်းခွဲညီဖြစ်တဲ့နစ်ကိုဖုံးဆက်ပြီးတော့ဆက်ကိုပြင်ခိုင်းဖို့လည်းစဉ်းစားမိပါတယ်နစ်ကတိုက်ခန်းတွဲတစ်ခုမှာပြုပြင်ထိန်းသိမ်းရေးသမားအဖြစ်လုပ်ကိုင်နေတာပါသူနဲ့သူ့နေရာနဲ့က45မိနစ်လောက်ဝေးတဲ့နေရာမှာနေပေမဲ့ဒေးဗ်ထောင်ထဲရောက်နေတဲ့အချိန်မှာရွန်ဒါကိုအမြဲတမ်းလိုလာကူညီပေးနေတဲ့သူပါပြီးခဲ့တဲ့ဘက်ကလည်းအဝိချော်ဆက်တွေလာပြင်ပြီးသွားပါသေးတယ်ရွန်ဒါအိမ်နဲ့ပြန်ဝင်ပြီးတော့မိဖို့တွေကဟင်းကိုထုတ်ပကံနဲ့ထက်စပွဲပေါ်တင်ပြီးတော့တမီလေးကြည့်နေတဲ့ TV ကိုပိတ်ရှီလာပြီးတော့စပွဲကိုခေါ်လာပါတယ်အချိန်ကနောက်ကျနေပြီမို့ရွန်ဒါကမြန်လေးစားပြီးတော့အိတ်ရှင်နေပါပြီဒါပေမဲ့ကလေးကိုကြွေးတဲ့အခါမှာတမ်းမြင်ပေါ်ဖိတ်တာစင်တာတွေရှိနေမှာမို့စားပြီးရင်ပြန်ရှင်းရမှာကိုသူမသိနေပါတယ်ဒါပေမဲ့ကလေးကတော့ဘာသိမှလဲဆိုတဲ့စိတ်နဲ့ရွန်ဒါကတမီလေးကိုကိုယ်တိုင်ခွန့်ကြွေးဖို့လုပ်လိုက်ပါတယ်တကယ်တော့ရွန်ဒါဒေးဗ်နဲ့မကွာရှင်းဖြစ်အောင်တားဆီးနေတဲ့အဓိကအကြောင်းရင်းကတော့အမှန်တာပဲဖြစ်ပါတယ်သူမကလေးကိုတယောက်တည်းပြုစုစောင့်ရှောက်ပေးနိုင်ပါမလားဆိုတာကိုမတွေးရဲပါဘူးဒေးဗ်အခုရက်ပိုင်းလောက်မရှိတာကိုတော်တော်လေးပြင်ပန်းနေပြီမို့တစ်သက်လုံးတယောက်တည်းရှင်တန်ရမှာမတွေးရဲပါဘူးဒေးဗ်ကအခုတော့ကလေးစရိတ်မပေးနိုင်လို့ထောင်ကျနေတာမို့သူမနဲ့ကွာရှင်းလိုက်ရင်လေငွေကြီးအတွက်သူမတယောက်တည်းရုန်းကန်ရတော့မှသိနေပါတယ်လက်ရှိမှာရုံလက်ထောက်အဖြစ်အလုပ်လုပ်နေပေမဲ့လေဒါသူတို့သားမီးနှစ်ယောက်လုံးအတွက်လုံလောက်ပါမလားဆိုတာမသိကြပါဘူးအဲ့ဒီချိန်မှာပဲအပြင်ဘက်ကနေလေးလံတဲ့အတန်ကြားလိုက်ရပါတယ်ရိုနာဟာလိုက်ကကြားကနေရှောင်းကြည့်လိုက်တဲ့အခါမှာတော့လူတယောက်ရဲ့အရေးဟာသူမတို့အိမ်စီကိုရှောက်လာနေတာမြင်လိုက်ရပါတယ်နောက်တစ်နေ့မနက်ဧပြီလ29ရက်နေ့တနင်္လာနေ့မှာတော့ရွန်ဒါရဲ့လုပ်ဖို့ကင်ပတ်ဂယ်ရီဘာလော့စကီဟာရွန်ဒါအလုံနောက်ကျနေတာကိုတတိပြုမိသွားပါတယ်ရွန်ဒါကဘယ်တော့မှအလုံနောက်မကျဘူးပါဘူးဒါကြောင့်ပဲဂယ်ရီကတခြားသူတွေကိုလိုက်မေးကြည့်ပေမဲ့တောက်ကြနေညက်နေတယ်ကသူမကိုဘယ်သူမှမတွေ့ကြတော့တာလို့ပြောပါတယ်ဂယ်ရီကရွန်ဒါစီကိုအကြိမ်ကြိမ်ဖုန်းခေါ်ပေမဲ့လည်းဘယ်သူမှမကင်ပါဘူးတနားရီလောက်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဂယ်ရီကစိတ်ပူလာပါတယ်ရွန်ဒါရဲ့ကတနေရာမှာပြတ်နေတာလားဒါမှမဟုတ်လမ်းမှာတခုခုများဖြစ်နေလားလို့တွေးမိပါတယ်ရွန်ဒါအိမ်ရန်နေသူတို့ယုံရှိရာကိုလံဘတ်မြို့ဆက်အထိဆိုလို့ရှိရင်15မိုင်လောက်ဝေးပါတယ်2002ခုနှစ်တုန်းကလူတိုင်းမှာလက်ကင်ဖုန်းလည်းမရှိကြသေးပါဘူးဂယ်ရီယာသူ့ကားနဲ့ပဲရွန်ဒါလာတက်တဲ့လမ်းအတိုင်းလိုက်ကြည့်ဖို့စုပ်ဖြတ်ပြီးထွက်လာပေမဲ့လမ်းမှာဘာမှမတွေ့ရဘဲနဲ့ရွန်ဒါရဲ့အိမ်အထိအောင်ရောက်သွားမှပဲအိမ်ရှိမှရက်ထားတဲ့ရွန်ဒါကောက်တွေ့လိုက်ရပါတယ်ဒီခါမှာတော့ဂယ်ရီယာရင်ထဲမှာမကောင်းတော့ပါဘူးရွန်ဒါအလုပ်ကိုလုံးဝထွက်မလာခဲ့တာဖြစ်ပြီးတော့ဖုန်းလည်းပြန်မဆက်တဲ့အတွက်ကြောင့်မလို့တခုခုမှားနေပြီဆိုတော့သိလိုက်ရပါတယ်ဂယ်ရီယာအိမ်ရှိတကားကိုတွက်ခောက်ပေမဲ့ဘာတမ်းမှမကြားပါဘူးနောက်ပြီးတကားကိုတွက်ခောက်တော့လေအတူတူပါပဲသူပြန်တော့မယ်လှုပ်တုံးမှာပဲပတင်းပေါက်လိုက်ကလေးလှုပ်သွားတော့မြင်လိုက်ရလို့တိကျကြည့်လိုက်ရတဲ့အခါမှာတော့အမန်ဒါလေးကပတင်းပေါက်ကနေအပြင်ကိုကြည့်နေတာပါသူမရဲ့မျက်နှာလေးကအတော်ကြောင်ငိုထားတဲ့ပုံစံနဲ့ရဲနေပါတယ်ဂယ်ရီယာထိတ်လန့်သွားပေမဲ့သူ့အတောင်တင်းငြိမ်အောင်ထိန်းပြီးတော့သူဟာရွန်ဒါရဲ့တငယ်ချင်းဖြစ်ကြောင်းတကားဖွင့်ပေးရင်ကူညီပေးနိုင်ကြောင်းနေပြောပြလိုက်တော့ခဏကြာမှပဲအမန်ဒါလေးကတကားဖွင့်လာပြီးပါတယ်ဂယ်ရီအိမ်ထဲဝင်လိုက်တဲ့အခါမှာတော့ပထမဦးဆုံးမြင်လိုက်ရတာအေကန်ကော်စောပေါ်မှာတွဲဆွန်းနေတဲ့ရှေ့ရတွေပါပဲဂယ်ရီယာအမန်ဒါလေးကိုကောက်ရှိပြီးတော့လန်တစ်ဖက်ကအိမ်ကြီးအိမ်စီကိုပြေးသွားပြီးတော့ရဲကိုဖုန်းဆက်ဖို့ပြောလိုက်ပါတယ်မကြခင်မှာပဲရဲတွေရောက်လာပြီးအိမ်ကိုစစ်ဆေးတဲ့အခါမှာရွန်ဒါကိုမိဖို့ကြောင့်ထဲမှာပဲဓာတ်နဲ့အဆက်ပေါင်းများစွာထိုးခံထားရတာကိုတွေ့လိုက်ရတာပါဒါဟာပတ်စကာလာမြို့လေးမှာရှောင်းနှစ်အတွင်းပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့တဲ့လူတက်မှုပါရဲရကြီး18ယောက်ပဲရှိတဲ့ရဲဌာနမှာ
အခင်းဖြစ်တဲ့နေရာကိုစစ်ဆေးဖို့အတွက်စစ်ဆေးရေးအဖွဲ့မှကားဆိုလို့လူနာတင်ရင်အဟောင်းပြန်ပြင်ထားတဲ့တစည်းပဲရှိတာပါဒါကြောင့်ပဲရဲချုပ်ခရစ်ဖော်ရှီကသူစီမှာဒီအမှုကိုကင်တွယ်ဖို့အတွက်အင်အားသိပ်မရှိဘူးလို့ထင်နေတာပါဒါပေမဲ့သူကရှိသမျှလူအားကိုတုံးပြီးတော့အခင်းဖြစ်တဲ့နေရာကိုရောက်လာပါတယ်သူရောက်တဲ့နေရာမှာတော့ရဲရရှိတဲ့အိမ်ကအခင်းဖြစ်တဲ့အိမ်ကိုပတ်ဝိုင်းထားပါပြီဖော်ချီယာအိမ်ထဲကိုရောက်သွားတဲ့အချိန်မှာတော့မိဖို့ကြောင့်ကျမ်းပြတ်မှာတွေ့အိမ်နဲ့လဲနေတဲ့ရွန်ဒါကိုတွေ့လိုက်ရပါတယ်ရဲရရှိတူကလည်းရွန်ဒါအလောင်းကိုစစ်ဆေးရင်းနဲ့ဂယ်ရီကဖုန်းဆက်အကြောင်းကြားထားတာဖြစ်ကြောင်းနဲ့ကလင်းမလေးကတော့ဘာမှမဖြစ်ကြောင်းဘေကင်ကြောင်ပြောပြလာပါတယ်ဖော်ချီယာအလောင်းစစ်ဆေးတဲ့အခါမှာတော့ရွန်ဒါရဲ့ခေါင်းလေပင်ရင်ပတ်နဲ့ပခုံးတွေမှာဓာတ်တန်ရ12ချက်တက်မနဲ့တွေ့လိုက်ရတာပါသွေးတွေကနေရာအနှံ့ပြားရှိနေတာကိုကြည့်ရင်ရွန်ဒါကသူမကိုတိုက်ခိုက်သူကိုအပြင်းထန်ပြန်လဲခုခံခဲ့ပုံရပါတယ်မိဖို့ပေါ်မှာတော့ဟင်းကျွန်းကြံနေရှိနေသေးတဲ့အတွက်ကြောင့်ဒီအမှုကသူမအိတ်ခင်ညသာစားပြီးတဲ့အချိန်မှာဖြစ်ခဲ့တာလို့တွက်ခဲ့ပါတယ်နောက်ပြီးတော့ဒီကလေးမလေးကဒါတွေကိုမြင်သွားတာလားဆိုပြီးတော့သူကတွေးပြီးပူမိပါတယ်အလောင်းမှပြီးတော့ကပ်ပေါ်တင်လိုက်တဲ့အခါမှာတော့ရွန်ဒါရဲ့အောက်ကနေသွေးတွေပိကြံနေတဲ့အနက်ရောင်လက်ကင်ပါဓာတ်တရှောင်းတွေးလိုက်ရပါတယ်အဲ့ဒီဓာတ်မိဖို့စင်မောကဓာတ်တွေနဲ့ဆင်တူနေတာကြောင့်ရွန်ဒါမိဖို့ကြောင့်တုံးဓာတ်နဲ့ပဲတက်ခံရတာဖြစ်နိုင်တယ်လို့တွက်ဆမိပါတယ်ဒါဟာလူသက်သမားကြိုတင်ကြံစီထားတာမဟုတ်ပဲရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒေါသနဲ့တက်လိုက်တာလို့ယူဆရပါတယ်အိမ်ထဲကိုဆက်ပြီးဆွဆေးကြည့်တဲ့အခါမှာတော့အိမ်တစ်အိမ်လုံးပစ္စည်းတွေရှုပ်ပွနေတာကိုတွေ့လိုက်ရပါတယ်လက်ဝတ်ရတနာတစ်တာကလည်းအလွတ်ဖြစ်နေပြီးတော့ဝစ်စားတွေကလည်းကျမ်းမြေပေါ်မှာပြန့်ကျဲနေပါတယ်ဇပွဲပေါ်မှာလည်းရွန်ဒါရဲ့လွယ်ကမှောက်လက်သားဖြစ်နေပြီးတော့ပစ္စည်းတွေအကုန်လုံးအပြင်ထွက်နေတာပါဒါကြောင့်မလို့ပဲလူရရင်လူတက်မှုဖြစ်သွားတာလို့ဖော်ရှီကတွေးမိပါတယ်ဒါမဲ့ထူးဆန်းတာအိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ထားတဲ့လက္ခဏာမတွေ့ရတာပါပဲအဲ့ဒီအချိန်မှာအိမ်ရှိမှရုံရင်းဆန်ခတ်ဖြစ်နေတဲ့အတန်ကိုကြားလို့ထွက်ကြည့်တဲ့အခါမှာတော့မျိုးသမီးတစ်ယောက်ကအိမ်ထဲကိုအတင်းဝင်ဖို့ကြိုးစားနေတာကိုတွေ့ရတာပါသူမကရွန်ဒါရဲ့ညီမကင်ဒေးဗစ်ပါဖော်ချီကသူမကိုအပြင်ခေါ်ထုတ်ပြီးတော့စိတ်အေးအောင်ရှော့မေးတဲ့အခါမှာတော့ကင်ကရွန်ဒါတို့ဇနီးမောင်နှံအိမ်တော်ရင်းအဆင်မပြေတာတွေရွန်ဒါကကွာရှင်းဖို့အထိစဉ်းစားနေတာတွေပြောပြပါတယ်ဒါပေမဲ့ခင်မွန်းဖြစ်သူဒေးဗ်ကထောင်ထဲမှာဆိုတော့သူကိုယ်တိုင်လောက်တာမဖြစ်နိုင်ပါဘူးကင်ကတော့ဒေးဗ်ကတယောက်ယောက်ကိုခိုင်းတာဖြစ်နိုင်တယ်လို့အထင်ရှိနေပါတယ်ဖော်ချီကတော့ဒါကိုသိမယုံပါဘူးခလေးစရိတ်တောင်မပေးနိုင်တဲ့လူကလူသက်သမားကိုဘယ်လိုငှားနိုင်မလဲပေါ့ပြီးတော့လူသက်လက်နက်ကလည်းအိမ်ထဲကဓာပဲဖြစ်နေတာကြောင့်ချိုတင်ကြံစီပြီးလာတဲ့လူသက်သမားဖြစ်နိုင်ခြင်းနည်းပါတယ်ခုချိန်မှာတော့အဖြစ်မှန်သိနိုင်မဲ့တူးတဲသောမျက်မြင်သက်သေရတော့အသက်2နှစ်အရွယ်အမှန်တာလေးပဲရှိပါတော့တယ်ဒါကြောင့်ပဲကလေးသွငယ်စောက်ရှောက်ရေးရလူမှုဝန်ထမ်းတယောက်ကိုခေါ်ပြီးတော့ကလေးမလေးကိုမေးမြန်းဖို့လုပ်ပါတော့တယ်ဖော်ချီကတော့ဒီရွယ်လေးနဲ့ဘာပြောနိုင်မှာလဲပြောတော့မှန်ပါမလားဆိုပြီးစိုးရိမ်နေတာပါဒါပေမဲ့လူမှုဝန်ထမ်းကျမ်းမြတ်ပေါ်မှာထိုင်ပြီးတော့မင်းညဘာဖြစ်ခဲ့လဲလို့မေးတဲ့အခါမှာတော့ထူးဆန်းစွာနဲ့ပဲအမန်ဒါလေးရဲ့သူ့ရဲ့လက်နဲ့လေပင်ကိုထိုးပြပြီးတော့မေလဲပြီးအိပ်ပျော်သွားတယ်လို့ပြောပါတယ်လူမှုဝန်ထမ်းကလည်းတခြားဘသူရှိသေးလဲလို့မေးတဲ့အခါမှာတော့အမန်ဒါလေးကတိတ်ဆိတ်သွားပြီးတဲ့နောက်မှာဦးလေးနစ်လို့ဖြေလိုက်ပါတယ်ဒီစကားကြောင့်ဖော်ရှီကဆက်ရှင်းပဲအရေးယူဖို့ပြင်လိုက်ပါတယ်ဒေးဗ်ကိုလည်းသူ့ဇနီးအသက်ခံရလို့ထောင်ထဲကနေစောစောလွတ်ပေးလိုက်ပြီးတော့အိမ်အောင်ခေါ်လာပါတယ်ဖော်ရှီကဒေးဗ်ကိုဦးလေးနစ်ကဘသူလဲလို့မေးလိုက်တဲ့အခါဒေးဗ်ကအံ့ဩသွားပြီးတော့နစ်ဆိုတာသူ့ရဲ့ဝမ်ဝဲညီကိုတော်သူရစ်ချက်နီကိုလတ်ရောဘင်ဆန်ဖြစ်ကြောင်းပြောပြပါတယ်နစ်ဟာရွန်ဒါကိုအမြဲလာကူညီနေကြဖြစ်ပြီးတော့အမန်ဒါလေးနဲ့ရင်းနှီးနေတာကြောင့်ကလေးရဲ့ဦးလေးလိုပဲခေါ်တာပါဒေးဗ်ကနစ်ဟာဒီလိုလုံးမှာမဟုတ်ဘူးလို့ညင်းမိမယ်ဖော်ချီကတော့ရဲတွေကိုနစ်ကိုလိုက်လံရှာဖွေဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်တနင်္လာမပြည့်ခင်မှာပဲနစ်ရဲ့ကားကိုတွေ့ရပြီးတော့ဖမ်းဆီးလိုက်ပါတယ်သူရဲ့အုတ်ထုတ်ပေါ်မှာလည်းသွေးလိုအစွန်းထင်းတွေ့ရတယ်လို့ကားနောက်ခန်းကဂတ်တူပြားပေါ်မှာလည်းသွေးကွက်တွေကိုတွေ့ရပါတယ်နစ်ကသူ့ကိုလာခေါ်တော့ဒါရွန်ဒါနဲ့ပတ်သက်တာလားလို့တော့မေးလိုက်ပါသေးတယ်နစ်ကိုစစ်ဆေးတဲ့အခါမှာသူကအဲ့ဒီညအရက်ဆိုင်နေမှာရက်တောက်နေခဲ့တာဖြစ်ပြီးတော့မနက်တနားခွဲလောက်မှအိမ်ပြန်ရောက်တာလို့ပြောပါတယ်သွေးကွက်တွေကတော့အမေလိုက်ရာကနေရတဲ့တရိတ်ဆန်သွေးတွေပါလို့ပြောပါတယ်
ဒါပေမဲ့စစ်ဆေးရေးအရာရှိ Bruce Brooks ကတော့ဒါကိုမယုံပါဘူး။သူကနစ်ကိုနိုင်ပေါင်းများစွာစစ်ဆေးပြီးတဲ့အခါမှာတေတံနဲ့ချိန်ချောက်လိုက်တဲ့အခါမှာနစ်ကစိတ်သက်ကြပြီးတော့ဖြစ်နိုင်တာကျွန်တော်တခုခုလုံးမိတာဖြစ်မှာပါ။ဒါပေမဲ့ကျွန်တော်မမှတ်မိဘူးလို့ပြောပါတယ်။နောက်ဆုံးမနက်9 နာရီမှာတော့နစ်ကရွန်ဒါကိုတက်ကြောင်းဝန်ခံလိုက်ပါတယ်။သူရွန်ဒါကိုနမ်းဖို့ကြိုးစားရကနေရွန်ဒါကဓာတ်နဲ့ပြန်တိုက်ခိုက်လို့အခုလိုဖြစ်သွားတာပါလို့ဆိုပါတယ်။ရဲချုပ်ဖော်ရှီကတော့တရားခံကို24 နာရီမပြည့်ခင်မှာတင်ဖမ်းမိပြီးတော့ခံဝင်ချက်ရရှိခဲ့လို့ဂုဏ်ယူနေပါတယ်။ဒါပေမဲ့ရပ်ပိုင်းအတွင်းမှာပဲဒေးဗစ်ရဲ့ဂီတအဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ Postis ကိုချီကဖုံးဝင်လာပါတယ်။သူကတော့ Nick ဟာလူသက်သမားမဟုတ်နိုင်ဘူးလို့ယူဆနေတာပါ။သူက Chris Williams ဆိုတဲ့တခြားတငယ်ချင်းတစ်ယောက်အကြောင်းပြောပြပါတယ်။ Chris ဟာ Ronda တို့အိမ်ကိုအရင်ကလည်းဝင်ခိုးဘူးတဲ့သူဖြစ်ပြီးတော့အဲ့ဒီညကသူ့အိမ်ကိုလာတော့ကလည်းအရန်ကနာမငြိမ်ဖြစ်နေတာကိုတွေ့ခဲ့ရတာပါ။အရာရှိ Brooke က Nick ကဝန်ခံထားပြီးသားဖြစ်လို့တိတ်ကြူးမဆိုင်ပေမဲ့ Forshi ကတော့တေးကြောင်အမန်ဒါလေးကိုတခါထပ်မေးခိုင်းပါတယ်။ဒီတစ်ခါမှာတော့ထူးဆန်းစွာနဲ့ပဲအမန်ဒါလေးရဲ့ boss လောက်တာလို့ပြောပါတယ်။ Forshi ကကလေးရဲ့နာမည်တွေကိုရှောက်ပြောနေတာလို့ပဲထင်လိုက်ပါတယ်။အမှုဖြစ်ပြီး9 လအကြာ2002 ခုနှစ်ဒီဇင်ဘာလမှာတော့မတ်ဆော်ဝမ်ဆိုတဲ့အလွတ်တန်းစုံတော့တရားဟာကိုလံဘတ်မြို့လေးရဲ့အရက်ဆိုင်တွေကိုလိုက်ပြီးစုံစမ်းနေပါတယ်။သူက Nick အပြစ်မဲ့ကြောင်တက်တည်ပြဖို့ Nick ရဲ့မိသားစုကငှားထားတဲ့သူပါ။ဆိုင်ရှင်တယောက်က Nick ရဲ့ဓာတ်ပုံမြင်လိုက်တဲ့အခါမှာတော့အေးဒီလိုငါမှတ်မိတာပဲ။အဲ့ညာဒီမှာရှိနေတာလို့ပြောပါတယ်။ဘာဖြစ်လို့မှတ်မိနေတာလဲလို့မေးတော့ Nick ဝတ်ထားတဲ့ T-shirt ကအရန်ဒူရှာပြီးတော့မေးလို့မရတဲ့ဟာတစာသားတွေပါနေလို့ပါလို့ပြောပါတယ်။ဆောင်းကဒုတိယဆိုင်အောင်သွားတဲ့ခါမှာလေအဲ့ဒီလူက Nick ကိုမှတ်မိနေပြန်ပါတယ်။သူတို့ရဲ့ပြောကြားချက်အရာ Nick ကအဲ့ဒီညအရက်ဆိုင်နေမှာပဲရှိနေတာပါ။ဆောင်းကအရက်ဆိုင်နှစ်ဆိုင်ကြားခရီးအကွာဝေးကိုတွားရင်ကြာမဲ့အချိန်ကိုတွက်ကြည့်လိုက်တဲ့အခါမှာ Nick အနေနဲ့အဲ့ဒီကြားထဲမှာ Ronda ရဲ့အိမ်ကိုတွားပြီးလူတက်ဖို့အချိန်လုံးဝမရှိဘူးဆိုတော့တက်တည်ပြနိုင်ခဲ့ပါတယ်။နောက်ပြီးဆောင်းဝါဟာလူသက်လက်နက်ဖြစ်တဲ့ဓာတ်ကို DNA စစ်ဆေးဖို့တောင်းဆိုလို့စစ်ဆေးကြည့်လိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့ရလက်ကဓာတ်ပေါ်က DNA က Nick ရဲ့ DNA မဟုတ်တာကိုတွေ့လိုက်ရပါတယ်။ဒါဆိုလူသက်သမားကဘာလို့လဲ။ဆောင်းဝါဟာ Ronda အိမ်ကပျောက်ဆုံးသွားတဲ့ပစ္စည်းတွေကိုလိုက်ရှာဖို့ဆုံးဖြတ်ပြီးတော့အပေါင်းဆိုင်တွေကိုလိုက်ကြည့်ပေမဲ့ဘာမှမတွေ့ပါဘူး။ဒါပေမဲ့တရက်မှာတော့သူဟာ DMV လို့ခေါ်တဲ့ရေမပုတ်တင်ဌာနကိုရောက်သွားပြီးတော့အပြာရောင် Cadillac ကားတစ်စီးကိုစုံစမ်းလိုက်ပါတယ်။အဲ့ဒီကားတန်လျက်ဖြစ်ပွဲ Chris Williams ပိုင်ဆိုင်ထားတဲ့ကားပါ။ DMV ရဲ့မှတ်တမ်းအရအဲ့ဒီကားအမှုဖြစ်ပြီးနောက်နေ့မှာတင်အမျိုးသမီးတစ်ယောက်စီကိုရောင်းလိုက်တာတွေ့ရပါတယ်။ဆောင်းဝါအဲ့ဒီအမျိုးသမီးကိုတွမ်းမေးတဲ့အခါမှာတော့သူမလမ်းဘေးကလူစိမ်းတစ်ယောက်စီကနေဒေါ်လာ300နဲ့ရလို့ဝယ်လိုက်တာဖြစ်တဲ့အကြောင်းပြောပါတယ်။ထူးဆန်းတာအဲ့ဒီကားနောက်ခန်းမှာ Ronda ရဲ့အဝတ်အစားတွေလက်ဝတ်ရတနာတွေနဲ့သူမရဲ့မှတ်ပုံတင်ပါတဲ့လွယ်ကိုပါတွေ့လိုက်ရတာပါအဲ့ဒီတက်တေတွေကြောင့်အဖြစ်မှန်ပေါ်လာပါတော့တယ်အဲ့ဒီညRondaဟင်းချက်နေတော့မှ Chris Williams ကမူရစ်ဆေးဝယ်ဖို့ပတ်စံလူနေတာကြောင့် Ronda ရဲ့အိမ်ကိုရောက်လာတာပါသူက Ronda ရဲ့လွယ်ကိုအတင်းလူယူတော့ Ronda ကပြန်လဲတိုက်ခိုက်တာနဲ့အနီးနားမှာရှိတဲ့ဓာတ်နဲ့သူ့ကိုထိုးတက်ခဲ့တာဖြစ်ပါတယ်အမန်ဒါလေးကဓာတ်ကိုအကုန်လုံးမြင်ခဲ့ရတာပါChris Williams ကို2005 ခုနှစ်မှာလူတက်မှုနဲ့ထောင်ဒဏ်တကြွချမှတ်ခဲ့တာပါ။ Nick ကတော့အပြစ်မရှိကြောင်းတက်တည်ပြနိုင်ခဲ့လို့ပြန်လည်လွတ်မြောက်လာတာပါ။သူဟာဒီဖြစ်ရမှာအရက်မူပြီးတော့ဘာမှမမှတ်မိတာကြောင့်မလို့အခုလိုဖြစ်သွားတာလို့တွေးမိတာနဲ့သူ့ဘဝကိုပြောင်းလဲပြီးအရက်ဖြတ်ပစ်ပါတယ်။အရက်ဖြတ်ပစ်ပြီးအလုပ်ပြောင်းဝင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ကိုမတရားဖမ်းဆီးရှုံနှောင်တဲ့အတွက်မြို့အုပ်ချုပ်ရေးအဖွဲ့ကိုရောကြီးဒေါ်လာ3 သန်းနဲ့တရားပြန်ဆွဲဆိုခဲ့ပါတယ်။ဟုတ်ကဲ့ပါ။အစအဆုံးကြည့်ရှုပြီးလို့ဒူပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့။